ခံပြီးဖုန်းဒူးသက်ဆိုပြီးတစ်နှစ်ပတ်လုံးကြွယ်ရနေတဲ့ Samsung ကတော့အခုဆိုရင် Samsung Galaxy S26 series ကအသစ်ထွက်လာခဲ့ပြီဒီနေ့ကတော့ Samsung S26 Ultra ကိုမထုတ်ခင်တရက်အကျိုးကိုင်းကြည့်ပြီးကြွယ်ရမယ့်ဗီဒီယိုပါ Office Tower ပဲစကြတာပေါ့ Office Tower အပေါ်တက်ဖို့ lift စီးတယ်အခုက briefing စနေပြီပေါ့ briefing အနေနဲ့ဘိုးစား coffee နဲ့မုတ်ကျွေးတယ်ဒါကတော့တေးသမျှ live play နေတယ်ကျွန်တော်တို့နှစ်ကောင်ပါပြီးတဲ့အချိန်ကစနစ်ဆိုတော့ Junction City မှာနေလေသာစားတယ်ကြိုက်ထီယိုမှုဖြစ်နေရတဲ့ဖတ်တမင်းပဲစားလိုက်ရတယ်ရုံးပေါ်ပြန်ရောက်ပြီး shooting စတယ်ထုံးစံတိုင်း base model ကပုံမိုက်တယ် Ultra ပုံမိုက်နေတဲ့အငင်းခုံပေါ့ Okay, let's go. ဖုန်းဒီဇိုင်းတော့အနည်းဆုံး Z47 နဲ့အတော်လေးတူတာကိုတွေ့ရတယ်ကင်မရာကတော့200 megapixel ပဲဆိုပေမဲ့ S25 Ultra နဲ့ရှင်ရိုက်ကြည့်တာကျွန်တော်ကတော့ S25 Ultra တော့တိတ်မကြိုက်ချင်တော့ဘူးစိတ်မကောင်းစရာတော့ privacy display လို့ချင်း26 Ultra ဝယ်မှပဲရမယ်ဒါက app တွေပါရွေးလို့ရတာ software မဟုတ်ပဲ hardware ဖြစ်တာကြောင့် S25 Ultra ဂိုင်းတဲ့လူကတော့မျက်ရည်နှစ်စက်ပါနောက်တစ်ခုအကြိုက်ဆုံးက Super Steady မို့အွန်ထားရင် game တယ်ပြီးရိုက်တယ်လို့ဖြစ်မှာဆိုတော့ဒါကလည်းနည်းနည်းလေးကျန်းတယ်လို့ပြောရမယ်ဒီတစ်ခါကတခြား model တွေအတွက် S26 Ultra ကိုပို့ပြီးဦးစားပေးထားတာကိုတွေ့ရတယ်26နဲ့26 Plus က Zyno ပဲသုံးထားပြီး26 Ultra ကတော့ Snapdragon ကိုသုံးထားတာနောက်ပြီး60W ကလည်း26 Ultra အတွက်ပဲကျန်တဲ့ကောင်တွေကတော့45W ပဲကျွန်တော်မှတ်မိသလောက်ကတော့ဒါအကုန်ပဲ26 Ultra ကဘယ်လောက်ထိကျန်းလဲဆိုတာသိရဖို့နောက်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့